ရှုံးနှိမ်ခြင်းဆိုတာအောင်မြင်မှုရဲ့လမ်းညွှန်မြေပုံပဲမင်းတခုခုလွတ်လို့ရှုံးနှိမ်သွားပြီလားအစီအစဉ်တွေပြည့်စည်သွားလို့စိတ်သက်ကြနေပြီလားခဏလေးနားထောင်ကြည့်ပါလောကမှာတခါမှမလဲဘူးတဲ့သူဟာတခါမှအောင်မြင်မှုရဲ့အရာသာစစ်စစ်ကိုမသိနိုင်ပါဘူးရှုံးနှိမ်မှုဆိုတာအဆုံးသတ်မဟုတ်ဘူးအောင်မြင်မှုစီသွားတဲ့လမ်းမှာရှိတဲ့အခက်မဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်လူတွေကအောင်မြင်သူတွေရဲ့အပြုံးကိုပဲမြင်ကြပြီးသူတို့ရဲ့မျက်ရည်တွေကိုတော့တတိမထားမိကြဘူးရှုံးနှိမ်မှုကမင်းကိုဘာတွေပေးတယ်မင်းရဲ့အားနည်းချက်ကိုပြတယ်မင်းကိုပိုပြီးကြန့်ခိုက်စေတယ်ပြီးတော့နောက်တစ်ချိန်မှာပိုပြီးညံကောင်းကောင်းနဲ့စတင်နိုင်အောင်လေ့ကျင့်ပေးလိုက်တာပါရှုံးနှိမ်ဘူးတဲ့သူရဲ့အောင်မြင်မှုဟာမရှုံးဘူးတဲ့သူထက်အစပေါင်းများစွာပိုပြီးခိုင်မာပါတယ်မီဒီကိုတီးထွင်ခဲ့တဲ့အဲ့ဒီစင်ဟာအချိန်ပေါင်း1000ကျော်ရှုံးနှိမ်ခဲ့ပူပါတယ်သူကငါရှုံးနှိမ်ခဲ့တာမဟုတ်ဘူးအလုံးမထစ်တဲ့နီလန်းပေါင်း1000ကိုရှာဖွေတွေးရှိခဲ့တာလို့ပြောခဲ့ပါတယ်သင်ကတစ်ခါနှစ်ခါလောက်ရှုံးတာနဲ့ပဲလက်လျှော်တော့မှာလားအောင်မြင်သူနဲ့ရှုံးနှိမ်သူရဲ့ခြားနာချက်ကနောက်ဆုံးတစ်ခေါက်ထပ်ပြီးပြန်ထားလာခြင်းပါပဲမင်းလဲကျသွားတဲ့အခါဒါတွေလုပ်ပါတဲ့အပြစ်မတင်ပါနဲ့ကန့်ကြမ္မာကိုအပြစ်မတင်ပါနဲ့ဘာကြောင့်မှားသွားလဲဆိုတာကိုပဲအေးအေးဆေးဆေးစမ်းစစ်ပါနှစ်နီလန်းပြောင်းပါရီမန်းချက်ကိုမပြောင်းပါနဲ့နီလန်းကိုပဲပြောင်းလဲပြီးထက်ကျူးစားပါသုံးအောင်မြင်မှုကိုမြင်အောင်ပါဒီရှုံးနိမ့်မှုဟာအောင်မြင်မှုရဲ့အရာတာကိုပူချိုမြင်စေဖို့အတွက်ပဲလို့ယုံကြည်ထားပါ